9000ရုံနော်ဒီမှာဟုတ်ပုံမှန်လေးပဲခိုင်းတာဒါကြီးတင်းတင်းကြီးဆွဲနေတာကဲနမူနာရင်ဖြစ်ကြမယ်နော်အဲ့လိုပြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Magician Mask ကိုနေပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်တို့အစီအစဉ်မှာကတော့အခုလိုပြောကျွန်တော်တို့ဒီကျိုးလေးကိုဒါနဲ့နှစ်ပင်ပြအောင်ဖြတ်တဲ့ကျွန်တော် game လေးတစ်ခုကိုဘယ်လိုလုပ်လဲဆိုတော့သူ့ရဲ့လျှို့ဝှက်ချက်ကလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့ formula share ပြီးလုပ်ပြီးမှဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့အခုကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစောင့်မျှော်ပြီးတော့ issue အားပေးကြရအောင်ပါ50လုံးမလားအဲ့လောက်ကြည့်လိုက်လားကိုရိုင်းရောဒါရောချက်ကြည့်ဟုတ်ကဲ့ဟုတ်ဒီမှာနှစ်ကြိုးလုံးမျိုးလုံးနဲ့ကြည့်တာဒါဟုတ်တဲတာနှစ်ကြိုးလုံးမျိုးလုံးနဲ့ကြည့်တာဒါဟုတ်တဲတာကဲနှစ်ကြိုးလုံးပြတ်လို့អော်လိုက်ကြိုးလုံးပြတ်အဲ့လိုပြတ်ရင်ရမှာမင်းခုမထိုးဘူးလေဟုတ်တာပဲဟာရထိုးပတ်စံအေးပတ်စံထဲလိုက်အေးရောကိုရိုင်းကံပြီးကိုရိုင်းဖြတ်နော်ဟုတ်ပြီနော်စိတ်ကြဒါကလည်းထပ်ပါတယ်နော်ဒါထက်တယ်ရောကဲကဲရောဒါရောဖြတ်နှစ်ပင်စားပြီးတိုင်စားပြီးပြက်တယ်လေအေးလေအဲ့ဒါနမူနာပြတော့ပြက်တယ်လေခုနပြက်တယ်လေပြန်ပြမယ်လားဆန်နမူနာပြန်ဖက်ပြမယ်လားရောဒီကနေပြီးတော့ကြိုက်တာဟုတ်ပြီတရားကြိုက်တာโอเคဆန်ပြမယ်နော်တရားကြည့်တာအခုလိုလေနှစ်ပင်လုံးပြရမယ်โอเคပြောပြအောင်မယ်ဒီလိုမျိုး game တွေကတက်နိုင်ဟိုပေါ့ကွာဒီ game ကိုကစားပေးတဲ့ဦးကြီးတွေဘဘကြီးတွေကိုတနာလို့သူတို့အလူပြုတ်ကျင်နေဆိုရင်တော့ကစားပေါ့ဟုတ်ကဲ့ဒါပေမဲ့သူတို့လူကျင်တာမျိုးမဟုတ်ဘူးသူတို့စီကပတ်စံကိုလိုချင်လို့ဒါမှမဟုတ်သူတို့နောက်မှာချိတ်ထားတဲ့မုံတွေကစားရအယုတ်တွေကိုလိုချင်လို့ဆိုရင်တော့ဒီ game ကိုမစော့ဘူးဒီ game မှာသူ့ရဲ့ formula ရှိတယ်formula ရှိတာဗောအဲ့ဒီ formula ကိုဆရာတခါတည်း share လုပ်ပေးမယ်တော့ကြပါပြီကဲကျိုးလေးကသူက2ပေ3ပေပေါ့ကွာကိုလိုတလောက်လေးဖြတ်လိုက်ပေါ့နော်ဖြတ်လိုက်ပေါ့နော်ကျိုးလိုမယ်ဓာလိုမယ်နောက်တော့ကဒီကျိုးလေးတင်ဖို့အတွက်ပိုက်လုံးလေးတစ်ခုခုပေါ့နော်ဓာမီလေးတွေပါလေအရင်ခေတ်တုန်းကတော့ဓာမီလေးတွေနဲ့နော်အဲ့လိုဓာမီလေးနဲ့လောက်ကြတာပေါ့နော်အဲ့တော့ဒီလိုလေးတင်လိုက်ဒီလိုလေးကင်လိုက်ကင်ထားမယ်ကင်ထားပြီတက်လေးကင်ထားသူ့မှာပြုတ်ဝက်ချက်တစ်ခုရှိနော်အဲ့သူ့ရဲ့ formula ကဒီလိုပဲလက်ကဒီဘက်လက်က formula ဒီဘက်လက်ကအဓိကဒီဘက်လက်ကဒီပေါ်မှာတင်ပြီးဒီတိုင်းထားရင်ဘယ်တော့ဖြတ်အဲ့ကျိုးကတပင်ပဲပြတ်နှစ်ပင်ပဲတော့မှမပြတ်ဟုတ်ကဲ့နှစ်ပင်လုံးပြတ်ချင်ဒီလက်မလေးကအဓိကခရာပဲနော်လက်မလေးကအဓိကအသက်ပဲအဲ့တော့မလုပ်လဲဆိုဒီလက်မလေးကဒီကျိုးနှစ်ချောင်းလုံးပေါ်ကိုလက်မလေးကဖိပြီးတော့တင်လိုက်ပြီโอเคဟုတ်ပြီနော်အပေါ်နားမှာသူကထားတယ်ထားပြီးလက်မလေးကခေါင်းပေါ်မှာဖိတင်လိုက်တယ်အဲ့ဒါလေးကလည်းအမှတ်တမဲ့ပဲဒီလိုတင်နေရင်းနဲ့နော်လက်ကိုဒီလိုလေးဖိချရည်ဖိချပြီးတော့မင်းကလည်းဒီကောင်နဲ့တန်းလေးဖြစ်အောင်လက်ကိုနည်းနည်းလေးဒီလိုလေးထားဟုတ်ပြီနော်ပြီးသွားရင်ဖြတ်ချလိုက်1 2 3တွေ့လားဒါဆိုရင်နှစ်ချိုးလုံးပြတ်သွားဒီဘက်ကလက်မလေးက तू ကသူ့ရဲ့ကျိုးရဲ့တင်းအားပေါ့နော်ဒီကျိုးတင်းအားတန်းရှင်းရှိတဲ့အပေါ်မှာတို့ဘာနဲ့တူလဲဆိုတော့ဓာတ်တိုင်နေနောက်တစ်ခါဂီတာတွေရဲ့ break ခုံနေလို့ပဲဒီတိုင်းတင်းထားတဲ့ကျိုးတင်းအားပေါ်မှာဒါ break ခုံသဘောမျိုးလေးကျိုးကို level တစ်ခုရတော့ထိမ့်ပေးလိုက်တာအဲ့တော့ကျိုးနှစ်ချောင်းလုံးရဲ့ tension ကအတူတူဖြစ်သွားတယ်အတူတူဖြစ်သွားတဲ့အတွက်ပြတ်လိုက်တဲ့အခါမှာ तू ကနှစ်ပင်ပူးပြီးပြတ်တယ်ဒါပေမဲ့ဘာမှမပါတဲ့အခါမှာ तू က free ဖြစ်နေတယ်ဟုတ်ပြီနော်အဲ့တော့မင်းတစ်ချက်ကင်တာမပါဘဲနဲ့ဖြတ်ကြည့်မယ်ဖြတ်လိုက်ဘလို့ပဲဖြစ်မင်းဘလောက်ညီအောင်ဖြတ်ဒါတင်ချက်ကတစ်ခုမဟုတ်တစ်ခုကျိုးတစ်ချောင်းပေါ်မှာသွားတက်ရောက်တယ်အဲ့တော့ဘယ်တော့မှတစ်ပင်နဲ့ပဲပြတ်တယ်နှစ်ပင်ဘယ်တော့မှမပြတ်ဘူးအဲ့တော့ဒီမှာကြည့်သူ့ရဲ့သဘောပါပဲပွဲစည်းတန်းနေမှာဒါမျိုးလေးတွေးလို့ရှိရင်အလူပြုတ်ကျင်နေဆိုရင်တော့အလူပြုတ်ပေါ့ဗျာသို့တော့အလူပြုတ်ကျင်မှုသူ့စီကပတ်စံကိုပြန်ပြီးတော့ဇာပွားကျင်နေဆိုရင်တော့ဒီနည်းတွေကိုပါဝင်ကစားကြဖို့အတွက်ကျွန်တော်ကဒီနေရာနေပြီးတော့ရေးတက်ရခံလိုက်ပါတယ်ကျွန်တော်ကတော့ Magician နေခေါ် Mask ပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်